တို့ကျော်ကတမခူရာပေါ့နော်နာမည်ကြီးဟိုဂျပန်ရဲ့တကယ်ကိုမြင့်မြတ်တဲ့ဟိုရားနေရောက်ရောက်နေတာပါသူကအမြင့်က73မီတာကျော်ရှိရဲ့ပြီးတော့ကျတော့ကျေးသွန်းတိုင်က120ကျော်ပေါ့နော်ရှိဟောင်းဒီဆိုရသဖျားကြီးပေါ့နော်ကာလမူဒရာနဲ့ပါကျမတို့ပေါ့နော်ဒီဟိုဖျားကြီးကိုဖူးမြော်လို့ရအောင်ပတ်ပြနေတာပါရိုက်ပြနေတာပါပေါ့နော်